အားလုံးပဲမင်္ဂလာပါဒုတိယကောက်လို့ရှိရင် admin ဆရာကောင်းမှကြိုးပါတယ်ဒီဘော်ရာတွေဝမ်းကျင်းရောပတ်တီးရောထွက်တယ်နော်ဝမ်းကျင်းကတော့ဒီဘက်မပါလိုက်ဘူးပတ်တီးကတော့ထွက်သွားပါတယ်ဒီနေ့ကျန်အတွက်ဝမ်းကျင်းအစ်နဲ့ဝမ်းကျင်းအစ်ကိုဒီမှာပြီးထားပြီးတော့နောက်ပတ်တီးအစ်ကိုတော့နောက်ဗီဒီယိုတစ်ခုမှတင်ပေးထားပါတယ်ဒီဝမ်းကျင်းကတော့ဒီတဲ့ဝမ်းကျင်းကတော့3ခုဖြစ်ပါတယ်3ခုပါပဲ3ခုပါပဲဒီရက်ဒီ3လ2025တော့ဖြစ်ပါတယ်။ပြရည်တင်ပေါ်တဲ့တင်ပေါ်ကတော့10ဘက်ဖြစ်ပါတယ်။ဒီစီ3ကိုခွန်တော့တစ်တိလေးတော့ဒီဟာရှိကို30 36ဖြစ်ပါတယ်။ဒီပေါ်လာပြီ။ဒီကတော့တူပေါ့ပါစီဆရာကြီးရဲ့ channel လေးကိုလည်း subscribe လုပ်ထားပြီးပါဆရာကြီး subscriber တိုးလာတာနဲ့အမြတ်ပေါ်လာတဲ့အတွက်အထူးရှိနေပြီးတော့ဥပမာမယ်နော်။ဒီကျွန်တော် channel လေးကို subscribe လိုက်ရ subscribe လုပ်ထားပေးကြပါနော်။ပေါ်လာအားလုံးကျေးဇူးတင်ပါတယ်။